ဒီမနာကိုလိုက်တယ်အဲ့ဒီချိန်မှာအဖွားကိုပြောခဲ့တဲ့စကားလေးကိုနားထဲမှာပြန်ကြားလာတယ်ထင်းကူကအစာတစ်ခုအတွက်မဟုတ်ပဲလူကိုလူလို့ထင်ပေးတဲ့လူရွှေမှုတစ်ခုပါထမင်းကူကနွေးနေသေးတယ်ဒါပေမဲ့ပေးလိုက်ရမယ့်လူကမရှိတော့ပါဘူးကြွားလေးတေရွာမှာညာတိုင်းလမ်းမကြီးကမှောင်နေလေးရှိတယ်အဲ့ဒီတော့လမ်းတွေလမ်းပြောက်လမ်းကြတကြတယ်ဒီနေ့မှလူကြီးတယောက်ကလမ်းမေးမှာမိအိမ်လေးတစ်လုံးတိတ်တိတ်လေးထားခဲ့တယ်လူတချို့ကပြောကြတယ်ဒီလောက်ပေးတဲ့မိအိမ်နဲ့ဘာလို့ရှိမှလဲလို့ဒါပေမဲ့မူရတဲ့ညတညမှာလူတယောက်လမ်းမှာလဲကျသွားတဲ့ကအဲ့ဒီမိအိမ်လေးကြောင့်လမ်းကိုမြင်ပြီးပြထနိုင်ခဲ့တယ်နောက်တစ်ယောက်မိအိမ်လေးကိုလူတွေအားကိုးလာကြတယ်ဒီနေ့မှမိအိမ်ထားခဲ့တဲ့လူကြီးဒီလောကကိုထွက်ခွာသွားခဲ့တယ်ဒါပေမဲ့သူပေးခဲ့တဲ့အလင်းကလူတွေရဲ့စိတ်ထဲမှာမပြောက်ခဲ့ဘူးနောက်ဆုံးမှာလူတွေကိုယ်တိုင်မိအိမ်တွေထွန်းလာကြတယ်ဘဝမှာလည်းကိုပြနိုင်တဲ့အလင်းတစ်ချက်ကတရားရအတွက်လမ်းဖြစ်နိုင်ပါတယ်